ရှင်ကချင်ပြည်နယ်မြစ်ကြီးနားမြို့အမတ်နှစ်အခြေခံပညာအထက်တန်းကျောင်းတွေ2023-2024ပညာတင်နှစ်၌တန့်ရှင်း၍စိန်လန်းဆိုပြည်တော်ကျောင်းဖြစ်လာစေရန်ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းကြည်ညွတ်၏ဦးဆောင်မှုဖြင့်ဟောဆောင်ထားသည့်များကိုအခြေခံစံနှုန်း၄ခုအညွှန်းကိန်းစံ18ချက်နှင့်အညီသင်ပြသွားမှာဖြစ်ပါရဲ့ရှင်ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများကနက်နက်ခင်းကျောင်းတက်ချိန်၌ကျောင်းစုဝေးကွင်းတွင်နိုင်ငံတော်အလံကိုစုပေါင်းအလေးပြု၍အလေးပြုနိုင်ငံတော်သီချင်းတည်ဆိုခြင်းကျင်းစာရိတကောင်းမွန်စေရန်နှင့်စိန်လန်းသက်ရှင်သောကျောင်းဖြစ်လာစေရန်ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာဆရာမများကအလဲကျဟောပြောဆုံးမခြင်းဖျားရှိခိုးခြင်းတို့ကိုကျောင်းဖွင့်စဉ်နေ့စဉ်ဆောင်ရွက်ခြင်းဖြစ်ပါရဲ့ရှင်ကျောင်းကျိုးတော်ဆောင်များကျောင်းသားမိဘများဆရာဆရာမများကျောင်းကောင်စီတင်းကောင်းဆောင်များနှင့်ရဲရွာလူထုများပါဝင်သည့်ကျောင်းပတ်ဝန်းကျင်တန့်ရှင်း၍စိန်လန်းဆိုပြည်ရေးကော်မတီကိုဖွဲ့စည်းထားပါရဲ့ရှင်အမတ်နှင့်အခြေခံပညာအထက်တန်းကျောင်းကိုတန့်ရှင်း၍စိန်လန်းဆိုပြည်တော်ကျောင်းတစ်ကျောင်းဖြစ်လာစေရန်သတ်မှတ်ထားသောအခြေခံစံနှုန်းများနှင့်လက်လျောညီထွေမှုရှိစေမည့်လုပ်ငန်းအစီအစဉ်များAction Plan ကိုရေးဆွဲ၍အကောင့်ချဲဖော်ဆောင်ရွက်လျက်ရှိပါရဲ့ရှင်ဆရာဆရာမများကျောင်းသားကျောင်းသူများကိုယ်တိုင်ဖန်တီးရေးဆွဲချသောပကြီးကာတွန်းပိုစတာစာစီစာကုန်းများနှင့်တီထွင်ဖန်တီးမှုများကိုအခန်းလိုက်အတန်းလိုက် notice ပုတ်များဖြင့်ချိတ်ဆွဲပြသထားခြင်းကျောင်းချန်စီရုပ်အုတ်တိုင်းနိုင်ငံများပေါ်တွင်ဒေါတောင်ရည်မြေထိန်းသိမ်းရေးပကြီးပုံလေးများရေးဆွဲခြင်းကျောင်းပတ်ဝန်းကျင်တန့်ရှင်း၍စိန်လန်းဆိုပြည်ရေးဆိုင်ရာအသိပညာပေးပြခန်းကိုပြုလုပ်၍ကျောင်းသားကျောင်းသူများနှင့်အများပြည်သူများလေ့လာနိုင်ရန်စီစဉ်ဆောင်ရွက်ထားပါရဲ့ရှင်ကျောင်းပတ်ဝန်းကျင်တန့်ရှင်း၍စိန်လန်းဆိုပြည်ရေးဆောင်ရွက်မှုများနှင့်ဖြစ်ပေါ်တိုးတက်မှုများကိုကျောင်းအဆင့်တန့်ရှင်း၍စိန်လန်းဆိုပြည်ရေးကော်မတီမှစောင့်ကြည့်စစ်ဆေးခြင်းပြန်လည်ဆန်းစစ်ခြင်းများကိုတလတစ်ကြိမ်ဆောင်ရွက်ခြင်းဖြစ်ပါရဲ့ရှင်အဲ့ဒီပါလေအမိုက်တော့ရောနာနာသားတို့ဒီလိုချက်စရာလားချစ်စရာလားပတ်ဝန်းကျင်ချင်းတင်းရေးဆိုင်ရာ TOD တင်တန်းတို့တက်ရောက်ခဲ့တော့ဆရာဆရာမများကကျမတို့ကျောင်းရှိဆရာဆရာမများကိုပတ်ဝန်းကျင်ချင်းတင်းရေးဆိုင်ရာဘာသာရပ်ဆရာများလက်ဆွဲစာအုပ်နှင့်တင်ခန်းစာမှတ်စုများကိုအသုံးပြု၍တင်တန်းပြန်လည်ပို့ချပေးပါရရှင်ပတ်ဝန်းကျင်ချင်းတင်းမှုဆိုင်ရာလက်တွေ့လုပ်ငန်းများဖြစ်သည့်မျက်ရှင်းခြင်းကျောင်းရုံခန်းစာကြည့်တိုက်နှင့်စာသင်ခန်းများတန့်ရှင်းရေးပြုလုပ်ခြင်းတန်စင်ခန်းများစေကြောခြင်းပန်းအလှပေများစိုက်ပျိုးခြင်းဟင်းတီးဟင်းရွက်ပေများစိုက်ပျိုးခြင်းစေးတုပ်ခြင်းမြေယာရှုခင်အလှပုံဖော်ခြင်းများကိုဆောင်ရွက်ခြင်းဖြစ်ပါရဲ့ရှင် Awareness Learning and Sharing Club Green Club Waste Management Club Energy Saving Club Fitness Club များကိုဖွဲ့စည်းထားရှိပြီးတစ်ပင်ပန်းပေများဟင်းတီးဟင်းရွက်ပေများရှင်တန်ရန်ရေလောင်းခြင်းမြေစီကျွေးခြင်းအမိုက်မျိုးစားလိုက်စွပစ်တက်ရန်အလေးအကျင့်ပြုလုပ်ပေးခြင်းလက်စီပီစီများအိမ်သားများအတွက်ရေပုံမှန်ရရှိရေးဆောင်ရွက်ခြင်းလာစီကလေးများ၏ကိုယ်အလေးချိန်တိုင်းပေးခြင်းကိုယ်ကာယလေ့ကျင့်ခန်းများလှုပ်ဆောင်စေခြင်းတို့ဖြစ်ပါရဲ့ရှင်သင်ကြားတင်ယူမှုလုပ်ငန်းအခြေခံစံနှုန်းပြည့်မီရေးအတွက်အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်ဆရာများလက်ဆွဲ Summary and Level 1 to 5 စာအုပ်များ B9 ပိုစတာများ Language Lab
ကွန်ပျူတာပါတီတိုက်များကိုအသုံးပြု၍လက်တွေ့လှုပ်ဆောင်စေခြင်းဖြင့်အရေးတွေးပြည့်မီစေရေးသင်ကြားပေးပါရရှင်ရေကိုချွေသာသုံးဆွဲတဲ့ရန်အတွက်အသုံးပြုပြီးရေများကိုရေလွှဲမြောင်းများဖြင့်စိုက်ခင်းအတွင်ပြန်လည်အသုံးပြုနိုင်ရန်ဆောင်ရွက်ခြင်းနေ့လည်ခင်းအချိန်များတွင်မီးလုံးမီးချောင်းများပိတ်ထားစေ၍ရင်းတကားများဖွင့်စေခြင်းများကိုလက်တွေ့လေ့ကျင့်သင်ကြားပေးပါရရှင်။ကျောင်းဝင်းအတွင်ကျောင်းမုတ်ဈေးရန်၌ကျန်းမာရေးနှင့်ညီညွတ်သောမုတ်နှင့်အစားအစာများရောင်းချစေရန်ကျန်းမာရေးနှင့်ညီညွတ်စွာပြင်ဆင်ရောင်းချစေရန်အပတ်စီလစီစစ်ဆေးခြင်းများဆောင်ရွက်ပါရရှင်။ကျောင်းမြေနေရာပေါ်မူတည်၍နှစ်ကြုံနှစ်ရှည်ပင်များတီးပင်စားပင်များပန်းအလှပင်များရာဒီပေါ်ဟင်းတီးဟင်းရွက်ပင်များစိုက်ပျိုးထားပြီးအသင့်စိုက်ပျိုးနိုင်သောပြိုးဥယျာဉ်ကိုလည်းပြုစုပျိုးထောင်ထားပါရရှင်ကျောင်းဝင်းအတွင်အမိုက်အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရန်အမိုက်ပုံများထားရှိပေးခြင်းအမိုက်များကိုစနစ်တကျစွန့်ပစ်တတ်ရန်လေ့ကျင့်သင်ကြားပေးပါရရှင်။စွန့်ပစ်ပစ္စည်းများဖြင့်တီထွင်ဖန်တီးမှုများအလှဆင်ပစ္စည်းများအိမ်တွင်းအသုံးဆောင်ပစ္စည်းများပြုလုပ်ခြင်းပလတ်စတစ်ဘူးခိုများတာယာအဟောင်းများဖြင့်ပန်းအလှပင်များစိုက်ပျိုးခြင်းစွန့်ပစ်ပစ္စည်းများဖြင့်တင်ချောက်ပူများပြုလုပ်၍တဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းကိုမိကဲ့သို့ကာကွယ်နိုင်သနည်းသင်ခန်းစာကိုလက်တွေ့လှုပ်ဆောင်စေခြင်းတရုပ်ပြရှင်းလင်းခြင်းများလှုပ်ဆောင်စေပါရရှင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍မိဘပြည်သူများနှင့်ကျောင်းသားကျောင်းသူများကိုမိမိတို့အိမ်ကျောင်းပတ်ဝန်းကျင်ကိုတန့်ရှင်းစိမ်းလန်းစုပြေအောင်မိမိကစပြီးအလေးကျင့်ကောင်းများလေ့ကျင့်ပြုလုပ်ဆောင်ရွက်ကြရန်အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ပါရရှင်ကျောင်းဝင်းအတွင်တစ်ပင်စိုက်ခြင်းကျောင်းသားမိဘများရဲရွာလူထုများပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါရရှင်တန့်ရှင်း၍စိမ်းလန်းစုပြေသောကျောင်းဖော်ဆောင်နေသည့်ကျောင်းများအချင်းချင်းတို့တွားရောက်လေ့လာခြင်းအကြံဉာဏ်ရယူခြင်းများကိုလည်းပြုလုပ်ခဲ့ပါရရှင်ပတ်ဝန်းကျင်တန့်ရှင်း၍စိမ်းလန်းစုပြေရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အစိုးရအဖွဲ့ကဦးဆောင်၍ဌာနဆိုင်ရာများရဲရွာအဖွဲ့အစည်းများကစုပေါင်းတန့်ရှင်းရေးပြုလုပ်ပေးခြင်းစီးပွားရေးလုပ်ငန်းရှင်များကလိုအပ်သောပစ္စည်းများထောက်ပံ့ပေးခြင်းများကိုဆောင်ရွက်ပေးပါရရှင်ပြည်내အဆင့်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါရရှင်ထောက်တင်တန်းဖွင့်လှစ်ခြင်းရင်ကျေးလိမ်မာတင်တန်းဖွင့်လှစ်ခြင်းလူငယ်စကားဝိုင်းများကျင်းပပေးခြင်းဖြင့်ဗလ9တန်နှင့်ပြည့်စုံသောလူငယ်လူရွယ်မျိုးဆက်တစ်များဖြစ်ထွန်းလာစေရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းသင်ပြအပ်ပါရရှင်